ကျမ်းမာရေးနဲ့ညီညွတ်သည့်အာဟာရပြည့်ဝတဲ့အစားအစာတွေဟာလူသားတွေရဲ့ရှင်သန်မှုအတွက်အခြေခံအကျုံးလိုအပ်ချက်ဖြစ်သလိုစိုက်ပျိုးရေးကဏ္ဍမှာလည်းမြေစီလွှာကိုပုံမကောင်းပွန်စေတဲ့အစွမ်းသတ္တိရှိကြပါတယ်။အထူးသဖြင့်ပဲအမျိုးမျိုးဟာပရိုတင်းဓာတ်ကျွဲဝယုံတင်မကပဲရေရှည်တည်ထတဲ့စားနပ်ရိက္ခာစနစ်တစ်ခုအတွက်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ဖေဖော်ဝါရီ10ရက်ကိုတော့ကမ္ဘာပဲမျိုးစုံနေအဖြစ်သတ်မှတ်ထားကြပါတယ်။ဒီနေ့ဟာကလာပဲစင်းငုံပဲလွန်းစားတဲ့ပဲအမျိုးမျိုးရဲ့အကျိုးကျေးဇူးတွေကိုလူသိများလာစေဖို့နဲ့ကမ္ဘာအာဟာရချို့တဲ့မှုပြဿနာတွေကိုဖြေရှင်းဖို့ရည်ရွယ်ပြီးကျင်းပတာဖြစ်ပါတယ်။ပဲမျိုးစုံဟာဈေးနှုန်းချိုကြပြီးအာဟာရဓာတ်မြင့်မားတာကြောင့်လူတိုင်းအတဲ့အဖိုးတန်တဲ့အစားအစာတွေပဲဖြစ်ပါတယ်။ဒီနေ့ဟာကျန်းမာသောစားသောက်မှုပုံစံစိုက်ပျိုးရေးရေရှည်တည်တံ့မှုနဲ့အစားအစာလုံခြုံစိတ်ချရမှုတို့ကိုအလေးပေးပါတယ်။ပဲပင်လေးဟာလေထူးထဲကနိုက်ထရိုဂျင်ကိုမြေစီလွှာထဲပို့ဆောင်ပေးနိုင်တာကြောင့်တဘာဝပတ်ဝန်းကျင်ကိုပါအကျိုးပြုနေတယ်ဆိုတာကိုသတိရစေပါတယ်။ထူးခြားချက်အနေနဲ့ပေါ်ပါအထိမ့်မှတ်တစ်ခုအနေနဲ့ဒီနေ့ဟာပူတီစီများနေလို့လဲတင်စားခေါ်ဆိုနိုင်တယ်လို့ချီတူးနဲ့ပတ်သက်တဲ့အစာပြေမုန့်လေးကိုဂုဏ်ပြုတဲ့ cream cheese brownie လေးလည်းဖြစ်တာကြောင့်အချိုပဲမီလေးတွေကိုလည်းသတိရစေပါတယ်။တင်လို့နေ့စဉ်စားတောက်တဲ့အခါပဲဟင်းဒါမှမဟုတ်ပဲနဲ့လှုပ်ထားတဲ့အစားအစာတွေကိုဘလောက်ထိနှုတ်သက်လေးရှိပါသလဲ။တည့်ရဲ့အချိုက်ဆုံးပဲဟင်းလေးအကြောင်းကိုလည်းမျှဝေပေးခဲ့ဦးနော်။